မင်္ဂလာပါမိတ်ဆွေတို့ Global Burma YouTube Channel မှာကြိုဆိုပါတယ်မိတ်ဆွေတို့အနေနဲ့ပိုလန်နိုင်ငံကိုသိကြပါသလားဘောလုံးဝါသနာရှင်မိတ်ဆွေတွေအနေနဲ့ကတော့လက်ရှိကမ္ဘာအကောင်းဆုံးတိုက်စစ်မှုတွေကတဦးဖြစ်တဲ့ Lewandowski ကိုတော့သိကြမှာပါ Lewandowski ကပိုလန်လူမျိုးပိုလန်နိုင်ငံသားတူဖြစ်ပါတယ်ပိုလန်ကဥရောပအလယ်ပိုင်းမှာတည်ရှိပြီးအနောက်ဘက်မှာဂျာမနီတောင်ဘက်မှာချက်နဲ့စလိုဗက်ကီးယားအရှေ့ဘက်မှာယူကရိန်းနဲ့ဘယ်လာရုစ်အရှေ့မြောက်မှာလစ်သူရေးနီးယားရုရှားတို့နဲ့နယ်မြေချင်းဆက်ဆက်နေပါတယ်2024ခုနှစ်ခံမှန်းချက်တွေအရလူဦးရေ38တန်းရှိပြီးတော့လူဦးရေရဲ့98ရာခိုင်နှုန်းကပိုလန်လူမျိုးတွေဖြစ်ပြီးယူကရိန်းဘယ်လာရုစ်နဲ့ဂျာမန်လူမျိုးအနည်းချင်းရှိပါတယ်မြို့တော်ကတော့ဝါဆောပါပြီးခဲ့တဲ့ရက်ပိုင်းကလက်ရှိပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်စ်ကအရွယ်ရောက်ပြီးပိုလန်မျိုးသားတိုင်းစစ်ပညာမသင်မနေရစီမံချက်ကိုအကောင့်ထဲပေါ်ဖို့စတင်ပြင်ဆင်နေပြီလို့ကြေညာခဲ့ပါတယ်ပိုလန်စစ်တပ်ရဲ့အင်အားကိုလည်း9သိန်းအထိမြင့်တင်မယ်လို့ဆိုပါတယ်လက်ရှိမှာလည်းပိုလန်ရဲ့စစ်သည်အင်အားက2သိန်း9,000ကျော်ရှိပြီးဂျာမနီနဲ့ပြင်သစ်တို့လိုအစင်လာဥရောပအင်အားကြီးနိုင်ငံတွေတောင်စစ်တီအင်အားမှာပိုများနေပါသေးတယ်စစ်တီအင်အားတွေမဟုတ်ပါဘူးစစ်လက်နဲ့ပစ္စည်းပိုင်းဆိုရင်လည်း American လို့ M1A2 Abraham တင်ကားတွေတောင်ကိုရီးယားထုတ် K2 Black Panther တင်ကားတွေ F-35 Stealth Fighter လေယာဉ်ပျံတွေA-64E Apache helicopter တွေနဲ့ Patriot Missile Defense System HIMARS တို့လိုမျိုးခင်မီစလက်နက်တွေကိုလည်းဇက်တိုက်တိုးချဲတက်ဆင်လာတာပါလက်ရှိမှာလည်းနိုင်ငံ GDP ရဲ့ 4.1 ရာခိုင်နှုန်းကိုစစ်ဖက်အသုံးစရိတ်ဖြစ်သုံးစွဲနေတာဖြစ်ပြီးဒီနှစ်ထဲမှာလည်း GDP ရဲ့ 4.8 ရာခိုင်နှုန်းအထိမြင့်တင်သုံးစွဲမှာမို့စစ်ဖက်အသုံးစရိတ်သုံးစွဲမှုကိုနိုင်ငံရဲ့ GDP ရာခိုင်နှုန်းဘယ်လောက်သုံးသလဲဆိုတဲ့ရှုထောင့်ကနေကြည့်ရင်တော့NATO ဖွဲ့ဝင်နိုင်ငံတွေထဲမှာအမြင့်ဆုံးပါပဲငွေပမာဏနဲ့ပဲကြည့်ရင်တော့ American ပြည်အောင်စုရဲ့စီးရေးဘတ်ဂျက်ကဒေါ်လာဘီလီယံ900လောက်ရှိပြီးပိုလန်ရဲ့စီးရေးဘတ်ဂျက်က36ဘီလီယံပဲရှိတာမို့အစ20ကျော် American ပြည်အောင်စုကပိုများပေမဲ့ GDP ရဲ့ 3.5 ရာခိုင်နှုန်းကိုပဲ American ပြည်အောင်စုကသုံးတာပါ။ဘာကြောင့်ပိုလန်အနေနဲ့အခုလိုစစ်အင်အားကိုတိုးချဲ့ပြင်ဆင်နေရတာပါလဲ။ဒီမေးခွန်းကိုဖြေဖို့အတွက်ကတော့လက်ရှိယူကရိန်းစစ်ပွဲနဲ့ရုရှားရဲ့စစ်ရေးချိန်ချမှုတွေသာမကအင်အားကြီးနိုင်ငံတွေရဲ့ဝိုင်းဝန်းအနိုင်ကျင့်မှုတွေကိုခံခဲ့ရတဲ့ပိုလန်ရဲ့ခါးသီးရဲ့သမိုင်းကြောင်းကိုသိထားမှဖြစ်မှာပါ10ရာစုခရစ်နှစ်966ခုနှစ်မှာပိုလန်ဟာခရစ်ယာန်ဥရောပနိုင်ငံတစ်ခုအနေနဲ့စတင်ပေါ်ထွက်လာခဲ့ပါတယ်။ AD 12ရာစုနဲ့13ရာစုနှစ်တွေမှာဗဟိုစုစည်းမှုအားနည်းပြီးအင်အားချိနေခဲ့ပေမဲ့ကျွန်တော်တို့မြန်မာသမိုင်းနဲ့ဆိုရင်ဘရင်တော်မင်းတရားကြီးတို့ဖုံးမိနေလာတောက်ပလာခြင်းနဲ့အပြိုင် AD 16ရာစု1569ခုနှစ်မှာတော့ Polish Lithuania Commonwealth ဆိုတဲ့နိုင်ငံတစ်ကိုပိုလန်နဲ့ Lithuania တို့ကလူပလင်သဘောတူညီမှုဖြင့်ပူးပေါင်းတည်ထောင်ခဲ့ပြီးနောက်မှာပိုလန်ရွှေခေတ်ကိုရောက်ခဲ့ပြီးဥရောပရဲ့အင်အားအကြီးမားဆုံးနိုင်ငံတစ်ခုဖြစ်လာပါတယ်။ဥရောပခရစ်ယာန်သမိုင်းကိုပြောင်းလဲသွားနိုင်တဲ့1683 Ottoman Australia စစ်ပွဲမှာဆိုရင် Australia Habsburg Empire ရဲ့မြို့တော်ဗီယန်နာတကားဝအထိရောက်လာတဲ့ Ottoman တူရကီတပ်တွေကိုခြေမုံတိုက်ထုတ်ခဲ့တဲ့နာမည်ကျော်ဗီယန်နာတိုက်ပွဲမှာပိုလန်တပ်တွေရဲ့ကူညီတိုက်ခိုက်မှုတွေကအရေးပါခဲ့ပါတယ်။အထူးသဖြင့်နာမည်ကျော် Polish Wing Hussars ပိုလန်အထူးမြင်းစစ်သည်တွေရဲ့ဦးဆောင်မှုနဲ့မြင်းစစ်သည်2000ကျော်ပါဝင်တဲ့ဥရောပသမိုင်းမှာအကြီးမားဆုံးမြင်းတပ်ထိုးဖောက်တိုက်ခိုက်မှုကြောင့်အော်တိုမန်တွေအတော်ထိနာခဲ့ပြီးဥရောပခရစ်ယာန်တပ်ပေါင်းစုကအဆုံးအဖြစ်အောင်ဝယ်ရရှိခဲ့ပါတယ်။ပိုလန်ဘီရင်
John 3 Sobesky ကိုဥရောပခရစ်ယာန်ယဉ်ကျေးမှုကိုကာကွယ်စောင့်ရှောက်ခဲ့သူလို့တော့မှတ်တမ်းတင်ခံခဲ့ရတာပါဒါပေမဲ့ AD 18ရာစုနောက်ပိုင်းကစလို့ဆွီဒင်ရုရှားနဲ့အော်တိုမန်တူရကီတို့ရဲ့အကြိမ်ကြိမ်ကျူးကျော်မှုများကြောင့်အင်အားနည်းလာပြီး1995ခုနှစ်မှာတော့ပိုလန်နိုင်ငံရဲ့အစိတ်ပိုင်းတွေကိုရုရှားဩစတြေးလျပါရုရှားတို့ကခွဲခြားသိမ်းယူခဲ့ပြီးနိုင်ငံတစ်ခုအနေနဲ့ကနေမြေပုံပေါ်ကနေပျောက်ကွယ်သွားခဲ့ရပါတယ်နှစ်ပေါင်း100ကျော်ကြာရုရှားပါရုရှားနဲ့ဩစတြေးလျတို့ထံမှဖိနှိပ်ခံခဲ့ရပြီးနောက်ပထမကမ္ဘာစစ်အပြီးချုပ်ဆိုခဲ့တဲ့ဘာဆိုင်စာချုပ်ကြောင့်1918ခုနှစ်နှစ်ပေါင်း123ခုနှစ်အကြာမှာတော့လွတ်လပ်သောနိုင်ငံတစ်ခုအနေနဲ့ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းရရှိခဲ့လွတ်လပ်ရေးကကြာရှည်မခံခဲ့ပါဘူး။ပိုလန်ကိုနာဇီဂျာမနီတွေကျူးကျော်တိုက်ခိုက်ရာကနေဒုတိယကမ္ဘာစစ်စတင်ဖြစ်ပေါ်လာခဲ့တယ်ဆိုတာမိတ်ဆွေတို့ငယ်ငယ်ကသမိုင်းမှာသင်ခဲ့ဘူးပါလိမ့်မယ်။တကယ်တော့နာဇီတွေကမကပါဘူး။တပြိုင်တည်းမှာဆိုဗီယက်ရုရှားတွေကလည်းပိုလန်ရဲ့အရှေ့ခြမ်းကိုအချိန်ကိုက်ကျူးကျော်သိမ်းပိုက်ခဲ့တာပါပိုလန်ကိုကျူးကျော်သိမ်းပိုက်ထားတဲ့နာဇီဆိုဗီယက်သဘောတူညီချက်အရရုရှားတို့ထိန်းသိမ်းထားတဲ့ပိုလန်စစ်တပ်အရာရှိတွေနိုင်ငံရေးသမားတွေနဲ့နေပယ်ပေါင်းစုံကအသိပညာရှင်အတတ်ပညာရှင်စုစုပေါင်း22,000ကျော်ကိုအဲ့ဒီချိန်ကဆိုဗီယက်ခေါင်းဆောင်စတာလင်ရဲ့ညွှန်ကြားမှုနဲ့ NKVD ဆိုဗီယက်စစ်ထောက်လှမ်းရေးကစနစ်တကျလျှို့ဝှက်ရှင်းလင်းတပ်ဖြတ်ခဲ့ပါတယ်။အဲ့ဒီကာတင်တပ်ဖြတ်မှုဖြစ်စဉ်ဟာပိုလန်ရဲ့သမိုင်းမှာအဆိုးရွားဆုံးအကြမ်းဖက်ခံရမှုများတဲ့ကတစ်ခုဖြစ်ပြီးပိုလန်ရုရှားဆက်ဆံရေးပေါ်လက်ရှိယနေ့အချိန်အထိတက်ရောက်မှုကြီးမားတဲ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာတာပါ။ဒုတိယကမ္ဘာစစ်ရဲ့ဒဏ်ကိုလည်းပိုလန်ဟာအလူးလဲခံခဲ့ရပြီးနာဇီတွေကျူးလွန်ခဲ့တဲ့ Holocaust ဂျူးလူမျိုးတုံးရှင်းလင်းမှုဖြစ်စဉ်ကလည်းပိုလန်မှာအဓိကဖြစ်ပွားခဲ့တာပါပိုလန်ဂျူးလူဦးရေရဲ့90%ဟာ Holocaust မှာအသက်ဆုံးရှုံးခဲ့ရပါတယ်ဒုတိယကမ္ဘာစစ်ပြီးပိုလန်နိုင်ငံကလည်းအပြည့်အဝလွတ်လပ်မှုရှိတယ်လို့ပြောလို့မရပဲဆိုဗီယက်ဩဇာခံကွန်မြူနစ်နိုင်ငံတစ်ခုအနေနဲ့ဆက်လက်ရည်တည်ခဲ့ရပြန်ပါတယ်1980ကျော်ခုနှစ်တွေမှာတော့အရှေ့ဥရောပမှာဆိုဗီယက်ကွန်မြူနစ်လွှမ်းမိုးမှုကိုပြုတ်ချနိုင်ခဲ့တဲ့နယ်မဲကျော်ကတိပါဒေါ်လာရေးဟာပိုလန်မှာစတင်အခြေပြုဖြစ်ပွားခဲ့တာပါ1989ခုနှစ်မှာတော့ကွန်မြူနစ်စနစ်လုံးဝပြိုလဲသွားပြီးဒီမိုကရေစီစနစ်သို့ပြောင်းလဲကျင့်သုံးနိုင်ခဲ့ပါတယ်1999ခုနှစ်မှာတော့ပိုလန်ဟာနေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီး2004ခုနှစ်မှာတော့ဥရောပသမဂ္ဂတွေကိုဝင်ရောက်နိုင်ခဲ့တာခေတ်သစ်ဒီမိုကရက်တစ်ပိုလန်ရဲ့သမိုင်းပြန်လည်စတင်နိုင်ခဲ့ပါတယ်အရှိမတင်ဆက်သွားခဲ့တဲ့အတိုင်းပိုလန်ဟာသမိုင်းကြောင်းအစဉ်လာကြီးမားတဲ့နိုင်ငံပါဒါပေမဲ့လည်းခေတ်အဆက်ဆက်အင်အားကြီးနိုင်ငံတွေရဲ့ကျူးကျော်ရန်စမှုတွေကတိမတီမှုတွေပါဝါကစားမှုတွေရဲ့သားကောင်ဖြစ်ခံခဲ့ရပြီးနိုင်ငံမြေပုံမှာပျောက်သွားခဲ့တဲ့အထိဆိုးရွားတဲ့သမိုင်းခါးသိမှုတွေကိုခံစားခဲ့ရမှုပါတယ်ဒုတိယကမ္ဘာစစ်ကြိုကာလတုန်းကလည်းနာဇီဂျာမနီတို့ရဲ့ကျူးကျော်မှုကနေကာကွယ်ပေးမယ်ဆိုတဲ့ဗြိတိရှပြည်သစ်တို့ရဲ့လက်တွေ့မှာထိရောက်မှုမရှိခဲ့တဲ့ယုံနှန်းကလေးရောနာဇီတို့ကျူးကျော်ချိန်တစ်ပြိုင်နက်တည်းမှာအရှက်မဲ့စွာနဲ့ရေနစ်သူဝါကူထိုးခဲ့တဲ့ဆိုဗီယက်တို့ရဲ့အချိန်ကိုက်ကျူးကျော်မှုတွေအဆရှိတဲ့ခါးသီးဝဲသမိုင်းဖြစ်ရတွေကိုပိုလန်တို့ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး2022ခုနှစ်ယူကရိန်းကိုရုရှားတို့ကျူးကျော်တိုက်ခိုက်ချိန်မှာတော့ကျောင်းတော်ကရန်စားရှိခဲ့မှုတဲ့ရုရှားတို့ရဲ့ထိန်းချုပ်လာမှုကိုတုံ့ပြန်တဲ့အနေနဲ့စစ်အင်အားတည်ဆောက်မှုကိုနိုင်ငံရေးအရေးကြီးလုပ်ငန်းစဉ်အဖြစ်ဦးစားပေးဆောင်ရွက်ခဲ့တာပါအမေရိကန်မှာဒေါ်နယ်ထရန့်သမ္မတဖြစ်လာပြီးနောက်ဖြစ်ပေါ်ပြောင်းလဲလာတဲ့မူဝါဒတွေကြောင့်ဥရောပနိုင်ငံတွေအထူးသဖြင့်နေတိုးအဖွဲ့ဝင်နိုင်ငံတွေစစ်ရေးအသင့်ရှိမှုမြင့်တင်မှုကိုအဓိကဆော်တဲ့နိုင်ငံလေးဖြစ်ပါတယ်လက်ရှိမှာတော့ပိုလန်ဟာရုရှားရဲ့စစ်ရေးချင်းချောက်မှုတွေကိုတံပြန်မဲ့နေတိုးအဖွဲ့ရဲ့အရေးကြီးသောနိုင်ငံများထဲမှာတစ်နိုင်ငံဖြစ်လာပါပြီပြောရရင်တော့သမိုင်းမအားတဲ့ပိုလန်ဟိုးရင်ရွှေခေတ်ကလိုဥရောပရဲ့စစ်အင်အားကြီးအရေးပါတဲ့နိုင်ငံတစ်ခုဖြစ်လာတာပေါ့ဗျာမိတ်ဆွေတို့အနေနဲ့အခုဗီဒီယိုတွေကအကြောင်းအရာတင်ဆက်မှုတွေကို
သဘောကျနှစ်သက်တယ်ဆိုရင်လက်တလုံးဖြစ်ပြနေတဲ့ကမ္ဘာနိုင်ငံရေးစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ဆက်သမိုင်းဖြစ်စဉ်တွေကိုသုံးသပ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Global Burma YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးသွားပါအောင်စိတ်ဝင်စားဖွယ်အကြောင်းအရာတစ်ခုကိုနောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ပြန်လာခဲ့ပါဦးမယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်